မင်္ဂလာပါဒီဗီဒီယိုမှာဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကတော့ဘယ်သူမှဆိုတိမှတ်ထားတဲ့အသက်ကယ်နိုင်တဲ့အချက်လက်တစ်ခုပါပဲမိသားစုထဲမှာတယောက်ယောက်ကရုတ်တရက်မျက်နှာရွဲ့သွားတာလက်တစ်ဖက်ကျသွားတယ်လို့စကားပြောမရတော့ဘူးဒါဆိုရင်ဘာလုပ်မလဲဒါဟာ stroke လို့ခေါ်တဲ့လေဖြတ်ခြင်းယောဂဖြစ်နိုင်ပါတယ်ဒါကိုချက်ချင်းမသိရင်အသက်ဆုံးရှုံးနိုင်ပါတယ်ဒါဆိုရင် stroke ဆိုတာဘာလဲ stroke ဆိုတာအုံနောက်ထဲကိုတွေးမရောက်တော့တဲ့ယောဂပါအုံနောက်ကသွေးနဲ့အောက်ဆီဂျင်မရရင်မိနစ်ပိုင်းအတွင်းမှာပဲဆဲတွေပျက်စီးသွားပါတယ် stroke က2မျိုး2စားရှိပါတယ်ပထမတစ်မျိုးကတော့သွေးကြောပိတ်ခြင်းပါ stroke ဖြစ်သူ10ယောက်မှာ10ယောက်ကဒီမျိုးစားဖြစ်တာပါအုံနောက်ထဲမှာသွေးကြောတွေးခဲတွေပိတ်သွားလို့ဖြစ်ပါတယ်ဒုတိယမျိုးစားကတော့အုံနောက်ထဲသွေးကြောပေါက်ခြင်းပါပိုလဲအန္တရာယ်များပါတယ်အုံနောက်ထဲမှာသွေးယိုစိမ့်မှုလည်းဖြစ်နိုင်ပါတယ်ဒါဆိုရင် stroke ကိုကျွန်တော်တို့ဘယ်လက္ခဏာတွေကြည့်ပြီးသိနိုင်လဲ stroke ကိုမြန်မြန်သိဖို့ဆိုရင် FAST ဆိုတဲ့စကားလုံးလေးလုံးကိုမှတ်ထားထားရင်ရပါပြီ face ပါ F ကမျက်နှာတစ်ဖက်ကရွဲ့နေသလားရည်ကြည့်လိုက်တဲ့အခါမျက်နှာဟိုဘက်ဒီဘက်မညီပဲဖြစ်နေသလား A ကတော့ M ပါလက်တစ်ဖက်ကိုတစ်ပြိုင်တည်းမြောက်ကြည့်တဲ့အချိန်မှာလက်တစ်ဖက်ကမတန်လို့ပြုတ်ကျနေသလားနောက်တစ်ခုကတော့ speech ပါ speech ကစကားပြောကြည့်တဲ့အချိန်ကြလို့ရှိရင်စကားရှင်းရှင်းလင်းလင်းပြောလို့မရတော့ဘူးရောထွေးနေတာတွေဖြစ်တတ်ပါတယ်နောက်တစ်ခုကတော့ time ပါ time ဆိုတာကတော့ဒီလိုလက္ခဏာတွေမြင်တာနဲ့ဆေးရုံကိုချက်ချင်းသွားပါလို့ပြောတာပါနောက်ထပ်အခြားလက္ခဏာတွေကတော့ဘာတွေရှိနိုင်လဲဆိုရင်မျက်စိမှုန်သွားတာတို့ခေါင်းကိုက်တာပြင်းပြင်းထန်ထန်ခေါင်းကိုက်တာတို့လမ်းလျှောက်ရင်တဲ့မလျှောက်နိုင်တာတို့ဒါမျိုးတွေဖြစ်တတ်ပါတယ်ဒါဆိုရင်ဘာကြောင့်မလို့ဆေးရုံကိုချက်ချင်းသွားခိုင်းတာလဲဒီမှာအရေးကြီးပါတယ် time is brain မှာအချိန်တိုင်းမှာအုံနောက်ဆယ်တန်းပေါင်းများစွာပျက်စီးနေပါတယ်မြန်မြန်ရောက်ရင်အုံနောက်ကိုကယ်နိုင်ပါတယ်မတန်မစွမ်းဖြစ်နိုင်ခြေကိုလည်းလျှော့ချနိုင်ပါတယ်အသက်ရှင်နိုင်ခြေကိုလည်းတိုးစေပါတယ် stroke ဖြစ်ပြီးနောက်ပိုင်းမှာမိနစ်တွေနိုင်တွေကြာလာတဲ့မျှကုသရလဲပို့ပြီးတော့မှခက်ခဲလာပါတယ်ဒါကြောင့်မို့အိမ်မှာကိုယ့်ဟာကိုယ်ဘယ်တော့မှမလုပ်ပါနဲ့ဒီနေရာမှာအရေးကြီးဆုံးတားမြစ်ချက်တွေကိုပြောချင်ပါတယ်ဆေးမီးတို့တွေလုံးဝမတောက်ပါနဲ့ခဏနေရင်ကောင်းသွားလိမ့်မယ်လို့လည်းမထင်ပါနဲ့ရေတို့အစာတို့ကိုလည်းအတင်းစွတ်မကြွေးပါနဲ့မတိုက်ပါနဲ့မမျိုးနိုင်တဲ့အတွက်ကြောင့်မလို့တီးနိုင်ပါတယ်အိမ်မှာအိပ်ပြီးတော့မှလည်းစောင့်မနေပါနဲ့ဆေးရုံကိုချက်ချင်းသွားလိုက်ပါဒါဆိုရင်ဆေးရုံရောက်ရင်ရောဘာများကုသပေးနိုင်မှာလဲဆိုတာကိုမေးကောင်းမေးနိုင်ပါတယ်တွေးကြောပိတ်တဲ့ stroke ဖြစ်ရင်တွေးပျော်စေပေးနိုင်ပါတယ်ဒါပေမဲ့အချိန်အတွင်းဆေးရုံရောက်မှရနိုင်ပါတယ်တွေးကြောကြီးကြီးပိတ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေးခဲကိုအထူးကိရိယာသုံးပြီးတော့မှထုတ်ပြနိုင်ပါတယ်အချိန်ကအရာအလုံးကိုဆုံးဖြတ်ပေးပါတယ်ဒါဆိုရင် stroke ကိုဘယ်လိုကာကွယ်မလဲ stroke ကကာကွယ်လို့ရပါတယ်နံပါတ်1သွေးတိုးစီးချိုထိန်းပါဆလိပ်တောက်တဲ့လူဆိုလို့ရှိရင်ဆလိပ်ဖြတ်ပါလေ့ကျင့်ခန်းလုပ်ပါကိုယ်လေးချိန်ကိုထိန်းထားပါနှစ်စဉ်ကျန်းမာရေးကိုစစ်ဆေးပေးပါဒီအသေးမွားတွေကယောဂကိုတားဆီးနိုင်ပါတယ် stroke ကကြိုတင်သတိမပေးဘဲလည်းဖြစ်တတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ကြိုတင်ပြင်ဆင်သင့်ပါတယ် FAST ကိုမှတ်ထားပါမိသားစုကိုပြောပြပါဒီဗီဒီယိုလေးကို share လုပ်ပေးပါဘာကြောင့်လဲဆိုတော့ဒီအချက်လက်တွေကတယောက်ယောက်ရဲ့အသက်ကိုကယ်တင်နိုင်ပါတယ်